ကြလို့ရှင်ပေါ့နော်ဂျယ်ကိုမှတီးတန့်ဂျယ် flower တီးတန့်ပေါ့နော် Vietnam ဖောက်ကြွဂျယ်ပန်းပေါ့နော်အဲ့ဒါတီးတန့်တင်တန်းလေးရှိမယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်နေ့ရက်ဒီ beauty training center ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာကတော့ပြပြပေးချင်တာလကုံတရက်နေ့ကြလို့ရှင်ပေါ့နော်ဂျယ်ကိုမှတီးတန့်ဂျယ် flower တီးတန့်ပေါ့နော် Vietnam ဖောက်ကြွဂျယ်ပန်းပေါ့နော်အဲ့ဒါတီးတန့်တင်တန်းလေးရှိမယ်ပေါ့နော်တင်တန်းသူလေးတွေကကြတော့တင်တန်းတော့တက်ပြီးသွားပြီအခြေခံတွေရောလက်သေးဆက်တာတွေရောအကုန်လုံးရပြီးသားဒါပေမဲ့အခုခေတ်ပေါ်နေတဲ့Vietnam ဖောက်ကြွပန်းတို့ပြီးတော့လို့ရှိရင်အဲ့ပန်းဟိုမှာပေါ့နှစ်ထပ်ပန်းလေးတွေ Vietnam မှာအရိပ်ပန်းလေးတွေပြီးတော့ဂျယ်ဟိုမှာဖောင်းကြွပန်းလေးတွေပေါ့နော်အဲ့လိုလေးတွေပဲတိတက်တက်ချင်တဲ့ညီမလေးများဒီ2လပိုင်းတရက်နေ့မှာရအောင်မယ်နော်2လပိုင်းတရက်နေ့မှာ2ဦးရအောင်မယ်ဂျယ်ကိုမှပန်းတိတက်အတန်းလေးဖြစ်ပါတယ်နော်ဒါလေးကိုတစ်ချက်ကြောညာပေးချင်ပါတယ်ဒီလထဲမှာတလပိုင်းကုန်ထီကိုရမယ်ဒီရက်ပိုင်းလေးတော့ဟိုပေါ့နော်15ရာခိုင်နှုန်း discount ရအောင်မယ်ဒီလကကိုယ့်ရဲ့မွေးလာမှုလို့15ရာခိုင်နှုန်း discount ကိုဒီတလပိုင်းကုန်ထီရအောင်မှာဖြစ်တယ်เนาะဒါလေးလည်းပြပြပေးချင်ပါတယ်အဲ့ဆိုလို့ရှိရင်เนาะဘယ်လိုပန်းလေးတွေပါလဲဆိုတာတော့အသေးစိတ် Messenger မှာလာရောက်ပြီးတော့မေးမြန်းလို့ရတယ်ပန်းပုံစံလေးပို့ပေးမယ်ပေါ့เนาะဒါဆိုလို့ရှိရင်เนาะ2လပိုင်းတရက်နေ့မှာပန်းတိတက်အတန်းလေးရှိရဲဆိုတာတစ်ချက်လောက်ပြပြပေးချင်ပါတယ်ဒီနေ့တော့ကတော့ဒါလေးတွေကတော့သင်ခန်းစာလေးပြီးသွားပြီပေါ့เนาะသူတို့သင်ပေးပြီးသွားပါပြီဒါလေးတွေကတော့တင်တန်းသူရဲ့အိမ်စာလေးတွေမနေ့ကတော့လက်သေးလေးတွေရဲ့အိမ်စာပေါ့နော်နေ့ပြီတင်တန်းကြောင့်မှာတော့စိုင်ဖွင့်နိုင်တဲ့အထိတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်တင်တန်းကာလတော့2လကြာမယ်2လကိုမှဒီညီမလေးကသူ့ရဲ့လက်ရအောင်ကြည့်လိုက်တာနဲ့တိတ်ပြီးတော့မတက်ရက်သေးဘူးလက်သေးဆက်တာကိုမှဆောင်းဝက်ကြာတယ်လို့ပြောလို့ဆိုလို့ရှိရင်တော့2လနဲ့10ရက်ဖြစ်သွားမယ်ပေါ့နော်2လနဲ့တစ်ပတ်ကြာတဲ့သူလည်းရှိတယ်2လအတိနဲ့ပြတ်တဲ့လူလည်းရှိတယ်တချို့ဆိုလို့ရှိရင်တစ်လခွဲနဲ့သင်ခန်းစာတွေအကုန်လုံးပြီးသွားပြီဒါပေမဲ့လည်းသူ့ကိုစိတ်ကြိုက်ဖြစ်ဖို့အတွက်ဒီဇိုင်းတွေကိုပေးနေမှာ2လလောက်ဖြစ်သွားတယ်အဲ့တော့တင်တန်းအချိန်ယူတာကတော့နေ့ကလေးတင်တန်းကြောင်းမှာ2လဖြစ်တယ်2လထက်ပိုပြီးစောကျင်တယ်ဆိုလို့ရှိရင်တော့ကိုကပိုပြီးတော့စူးစမ်းပိုပြီးလေ့လာမယ်ဆိုလို့ရှိရင်တစ်လကျော်နဲ့ပြတ်တဲ့သူတွေရှိရပေါ့နော်တန်းခွဲအစ်စ်တိုင်းကတော့လတိုင်းတရက်နေ့တိုင်းမှာတန်းခွဲတစ်စားတာဖြစ်တယ်နော်ဒီ2လပိုင်းတရက်နေ့မှာတော့တန်းခွဲအစ်စ်မှာတော့အဆောင်နေလူဦးရေလေးကတော့ပြည့်သွားပါပြီနော်အပြင်တင်တန်းသူလေးကတော့2ဦးရအောင်မယ်နော်အပြင်တင်တန်းသူလေးက2ဦးရပါအောင်မယ်အဲ့ဒါလေးကိုဒီနေ့ပြပပေးလိုက်တာဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးပါ